VT Market မှာကိုယ်တိုင်ငွေထုတ်တက်ခြင်းရင်ဒီဗီဒီယိုကိုစောင့်ကြည့်သွားပါကျွန်တော်တို့အရင်ဆုံး VT Market website ထဲကိုဝင်ရမှာဖြစ်ပါတယ် VT Market website ထဲကိုဝင်ရင်ကျွန်တော်တို့ဒီမှာ trading account တွေရှိနေတဲ့ page စာမျက်နှာတစ်ခုကြာလာမှာဖြစ်ပါတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ကငွေထုတ်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့က fund ကိုနှိပ်ရမှာဖြစ်ပါတယ် FUNDS fund နဲ့ fund ကိုနှိပ်မယ်ပြီးရင်ကျွန်တော်တို့ကငွေထုတ်မှာဖြစ်တဲ့အတွက် withdraw fund ကိုနှိပ်ရမှာဖြစ်ပါတယ်ငွေထည့်မှာဆိုရင်တော့ deposit fund ကိုနှိပ်ရမှာဖြစ်ပါတယ်transfer between account ဆိုတာတော့ပါတယ်အကောင့်ချင်းချင်းပြောင်းရတာဖြစ်ပါတယ်ကျွန်တော်တို့ငွေထုတ်မှာဖြစ်တဲ့အတွက် withdraw fund ကိုနှိပ်လိုက်မှာဖြစ်ပါတယ် withdraw fund ကိုနှိပ်လိုက်ရင်ကျွန်တော်ဒီလိုပေါ်လာမှာပေါ့နော်ဒီလိုပေါ်လာမယ်ဆိုရင်ဒီမှာ account number ပေါ့နော်ကိုထုတ်မဲ့ account ရွေးရမှာဖြစ်ပါတယ်ဒီမှာနှိပ်လိုက်တာနဲ့ကျွန်တော်တို့ account တွေအများကြီးပေါ်လာမှာဖြစ်ပါတယ် trading account တွေအများကြီးအဲ့ဒါကိုကျွန်တော်တို့ကဘယ်ထည့်ရထုတ်မှာလဲဆိုတော့ကျွန်တော်ရွေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီ account ထည့်ရထုတ်မှာဖြစ်တဲ့အတွက်ဒီ account ကိုနှိပ်လိုက်တယ်ပေါ့နော်ဘယ်လောက်ထုတ်မှာလဲပေါ့နော်ကျွန်တော်ကစံအကောင့်နဲ့ထုတ်မှာဖြစ်တဲ့အတွက်ဒီမှာ USC ဆိုပြီးပြနေတာဖြစ်ပါတယ်အကုန်လုံးထုတ်မှာဆိုတော့ max ကိုနှိပ်လိုက်ပေါ့နော်ကျွန်တော်အကုန်လုံးမထုတ်ဘူး2000ထုတ်မှာပေါ့နော်2000ဆိုတော့ဒေါ်လာနဲ့ဆိုရင်ဒေါ်လာ200ပေါ့နော်စံအကောင့်ဖြစ်တဲ့အတွက်ကျွန်တော်တို့က2000ဆိုရေးရတာဖြစ်ပါတယ် standard အကောင့်ဆိုတော့200ထုတ်မှာဆိုတော့200လိုပဲရေးလိုက်ပေါ့နော်ပြီးရင်ကျွန်တော်တို့ continue ကိုနှိပ်ရမှာဖြစ်ပါတယ်continue ကိုနှိပ်ရင်ကျွန်တော်တို့ဒီလိုပေါ်လာမယ်ပေါ့နော်ဒီလိုပေါ်လာရင်payment method ရွေးရမှာဖြစ်ပါတယ် please select a withdraw method တဲ့နော်အဲ့ဒါကိုကျွန်တော်တို့ကဘာနဲ့ထုတ်မှာလဲဆိုတော့ကျွန်တော်တို့ရွေးရမှာဖြစ်ပါတယ်ဒီမှာကျွန်တော်ကတော့ဒီမှာ cryptocurrency နဲ့ထုတ်မှာဖြစ်ပါတယ် cryptocurrency ကိုနှိပ်မယ်နှိပ်ပြီးရင်ဒီမှာကျွန်တော်ရွေးရမှာဖြစ်ပါတယ်ဟိုကဘယ် network နဲ့ထုတ်မလဲဆိုတာလည်းတခြားရွေးရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ USDT BB20 နဲ့ထုတ်မှာဖြစ်တဲ့အတွက် USDT BB20 ကိုနှိပ်လိုက်မှာဖြစ်ပါတယ်အဲ့ဒါဆိုဒီမှာ USDT BB20 ဆိုပြီးပေါ်လာပါပြီအဲ့ဆိုအောက်မှာဆွဲလိုက်ရင်ဒီမှာ wallet အတွက်တဲ့ wallet အတွက်မှာကျွန်တော်တို့ Binance ကနေ USDT BB20 ရဲ့ wallet အတွက်ကိုကျွန်တော်တို့ကထည့်ရမှာဖြစ်ပါတယ်အဲ့ဒါဆိုတော့ကျွန်တော်တို့ Binance ထဲကိုဝင်ရမှာဖြစ်ပါတယ်Binance ထဲကိုဝင်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာ FN ဆိုတော့တွေ့လိမ့်မယ်FN ကိုနှိပ်မယ်ပြီးရင်on chain deposit ဆိုတာကိုနှိပ်မယ်on chain deposit နှိပ်မယ်နှိပ်ပြီးရင်ကျွန်တော်တို့ကဒီမှာ USDT နဲ့ထုတ်မှာဖြစ်တဲ့အတွက် USDT ကိုနှိပ်ရမှာဖြစ်ပါတယ်ဒီလိုပေါ်လာပြီဆိုရင်ကျွန်တော်တို့အပေါ်ဆုံးမှာ VT Market မှာလည်း BB20 ရွေးခဲ့တာဖြစ်တဲ့အတွက် Binance မှာလည်း BB20 ရွေးရမှာဖြစ်ပါတယ်ဒီမှာအပေါ်ဆုံးကနှိပ်လိုက်ပါအဲ့လိုနှိပ်လိုက်ပြီးရင်ဒီမှာဒီ address ကိုထည့်ရမှာဖြစ်ပါတယ် deposit address ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကဒီဟာလေးကိုနှိပ်ပြီးတော့ copy ကူးလိုက်မှာဖြစ်ပါတယ်copy ကူးလိုက်ပြီးရင် VT Market ထဲကိုတွားပြီးတော့ဒီနေရာမှာ copy paste လုပ်ရမှာဖြစ်ပါတယ် VT Market ထဲမှာဆောင်းက Binance က copy ကူးလာတဲ့ address ကိုကျွန်တော်တို့က paste လုပ်ရမှာဖြစ်ပါတယ်paste လုပ်ပြီးရင်ကဏ္ဍတစ်လုံးချင်းစီကျွန်တော်တို့ like စစ်ရင်ကောင်းပါတယ်အကုန်လုံး like မစစ်ချင်ဘူးဆိုလဲရှေ့ဆုံး5လုံးနဲ့နောက်ဆုံး5လုံးကိုကျွန်တော်တို့စစ်ကြည့်ရမှာဖြစ်ပါတယ်အဆင်ပြေတယ်ဆိုရင်မှန်တယ်ဆိုရင်ကျွန်တော်ဒီမှာကိုလည်းတေချာလေးရွေးပေါ့နော် USDT BB20 ပဲမှားစီနေပေါ့နော်အဲဆိုရင်ကျွန်တော်တို့ကဒီမှာ withdraw now ကိုနှိပ်လိုက်လို့ရပါပြီ withdraw now ကိုနှိပ်လိုက်ပါမယ်withdraw now ကိုနှိပ်လိုက်ဒီလိုပေါ်လာပြီပေါ့နော်ဆန့်ကုတ်ကိုနှိပ်ရမှာဖြစ်ပါတယ်အဲ့ဒါကတော့ငွေထုတ်တဲ့အခါ email ကိုကုတ်ပို့ပေးမှာဖြစ်ပါတယ် email ကိုကြာလာတဲ့ကုတ်ကျွန်တော်တို့ကထည့်ရမှာဖြစ်ပါတယ်ဆန့်ကုတ်ဆိုတာကိုဆန့်ကုတ်ကိုနှိပ်လိုက်ပါမယ်အဲဆိုရင်ကျွန်တော်တို့ email စီမှာခဏနေကုတ်ကြလာပါလိမ့်မယ်ဒီမှာကျွန်တော်ရဲ့ email မှာကုတ်ကြလာပြီဖြစ်ပါတယ်အဲ့ဒီကုတ်ကိုကျွန်တော်တို့က VT Market စောနာကကုတ်နေရာမှာထည့်ရမှာဖြစ်ပါတယ်စောနာကကျွန်တော်တို့ email ကိုကြာလာတဲ့ကုတ်ကိုထည့်ပြီးရင်ကျွန်တော်တို့က confirm ကိုနှိပ်ရမှာဖြစ်ပါတယ်confirm ကိုနှိပ်ပြီးရင်နောက်ထပ်ကုတ်တစ်ခုတောင်းနေဗျအဲ့ဒါကကြတော့ကျွန်တော်တို့ Google Authenticator အထက်ကနေကုတ်ကိုထည့်ရမှာဖြစ်ပါတယ်ကျွန်တော်ပြမယ်နော်ခဏလေးဒီမှာ Google Authenticator app ဆိုတာဒီ app ကိုပြောတာဖြစ်ပါတယ်ဒီဟာလေးပေါ့နော်ဒါလေးကိုနှိပ်ပြီးတော့အဲ့ဒီထဲကကုတ်6လုံးကိုကျွန်တော်တို့ရွေးထည့်ရမှာဖြစ်ပါတယ်ဒီမှာကျွန်တော်တို့ကုတ်တွေပေါ်နေတာဖြစ်ပါတယ်ကျွန်တော်ကဒီမှာ VT Market ကနေထုတ်တာဖြစ်တဲ့အတွက် VT Market ကကုတ်ကိုကျွန်တော်တို့ထည့်ရမှာဖြစ်ပါတယ်ဒီမှာကျွန်တော်တို့ပြီးရင်ဒီမှာကျွန်တော်တို့ကုတ်ထည့်မယ်ဆိုရင်ဒီမှာအဝိုင်းလေးလဲနေတာပေါ့နော်အဲ့ဒီအဝိုင်းလေးမကုံခင်မှာမြန်ထည့်ရမှာဖြစ်ပါတယ်အဲကြောင့်ကျွန်တော်အဝိုင်းလေးကုံတော့အောင်စောင့်မယ်စောင့်ပြီးတော့အသစ်စလာတဲ့ကုတ်ကိုပဲကျွန်တော်မြန်ထည့်မှာဖြစ်ပါတယ်ကျွန်တော်ကုတ်ထည့်လိုက်ပါတော့မယ်ကုတ်ပြောင်းသွားပြီဆိုတော့894644641အဲ့ဆိုကျွန်တော်တို့ confirm ကိုနှိပ်လိုက်ပါအရင်လေးလောစရာမလိုပါဘူးလောရင်ကုတ်တွေမှားသွားပါလိမ့်မယ်confirm ကိုနှိပ်လိုက်ပါခဏလေးစောင့်ပါတိုင်းမကောင်းရင်လည်းနည်းနည်းတော့ကြားတတ်တယ်ခဏလေးတော့စောင့်ပေးလိုက်အဲ့ဆိုရပြီပေါ့နော်ဒီမှာသူက
ခဏလေးစောင်းနဲ့ဆိုရင်ကျွန်တော်တို့အရင်စာမျက်နှာကိုရောက်သွားပြီပေါ့နော်ဒီမှာငွေထုတ်ထားတခါတည်းနှုတ်သွားပြီနှုတ်သွားရင်ကျွန်တော်တို့အကောက်ထဲကို9မိနစ်အတွင်းဝင်မလားဆိုတော့ကျွန်တော်တို့ကြည့်ရပါမယ်ပုံမှန်ဆိုတော့9မိနစ်အတွင်းဝင်နေပေါ့နော်ကျွန်တော်တို့ထုတ်နေကြကျွန်တော်တို့ဘိုင်းနဲ့အကောက်ထဲကိုဒေါ်လာ200တခါတည်းဝင်လာပြီပေါ့နော်အရန်မြန်လို့9မိနစ်အတွင်းကိုဝင်လာ2မိနစ်လောက်ပဲကြာမယ်တဲ့နဲ့ withdraw လုပ်ပြီးရတယ်ဒီမှာတခါတည်းရောက်လာပြီပေါ့နော် processing နဲ့ခဏနေ complete ဖြစ်သွားမှာ deposit successful တဲ့ဒီမှာ200တဲ့နော်တခါတည်းရောက်လာပြီအရန်ကိုမြန်လွန်းပါတယ်အရန်မြန်ပါတယ်ငွေထုတ်ရတာဒီကိုယ်တိုင်ငွေသွင်းငွေထုတ်လုပ်ချင်တယ်ဆိုရင်လည်းကျွန်တော်ရဲ့ Telegram ကိုလာပြီးတော့ဆက်သွယ်လို့ရပါတယ် Trading account ဖွင့်မယ်ဆိုရင်လည်းကျွန်တော်စီမှာ Trading account ဖွင့်လို့ရပါတယ်သိချင်တာရှိရင်လည်းကျွန်တော်ရဲ့ comment မှာမေးခဲ့လို့ရပါတယ် Telegram ကိုလာမင်းလည်းရပါတယ်ကျွန်တော်သိတဲ့လောက်တော့ကျွန်တော်ဖြည့်ပေးမှဖြစ်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်